early morning ဆိုတော့ good morning ပါအခုမနေ့6နာရီ16မိနစ်ကျောင်းလေးမြို့မှာဒုတိယမြောက်နေ့ပါထိုင်ဝမ်ကိုရောက်တာညတညအိပ်ပြီးဆိုတော့ဒါဒုတိယမြောက်နေ့ပါအပြင်မှာတော့ရာသီဥတုကတော်လေးဒီလိုကောင်းတဲ့ရာသီဥတုပါ18ဒီဂရီစင်တီဂရိတ်လောက်ရှိပါတယ်ဒီနေ့ကတော့7နာရီကနေစထွက်မယ်ဆိုတော့ဟိုတယ်မှာ breakfast အရင်စောစောစီးစီးသွားစားလိုက်မယ်ဘယ်တွေရောက်မလဲဆိုတာတော့မသိသေးပါဘူးHello, good morning. Hello, good morning. Hotel တိုင်းမှာရရတဲ့ basic standard အစားအသောက်တွေပြီးရင်ထိုင်ဝမ်အစားအသောက်တွေရနိုင်ပါတယ်။အဲ့ဒီထဲမှာကြိုက်တာကတော့ထိုင်ဝမ်မှာပေါ်တဲ့မြင့်နုနုလေးတွေရတယ်ဗျ။အဲ့ဒီမြစ်ကလေးတွေကတော့တော်တော်စားလို့ကောင်းပါတယ်။ဒီနေ့ကပြေသွားကြမှာဒီနေ့ကတော့သူ့အစီအစဉ်ကတော့ကျွန်တော်တို့ကsunflower seed field နဲ့ပေါ့ဟိုနေချစိုက်ခင်းကြီးသွားကြတယ် sun and green လို့ခေါ်တယ်ဖန်လေးရှိတယ်အဲ့ဒီဖန်ကိုရင်သွားမယ်တဲ့အဲ့ဒါပြီးတော့မှဟို old house ရှိတဲ့နေရာအဲ့ဒီနေရာမှာတော့ဟိုတူလီမုတ်စားတွေကိုစံနဲ့ကိုဝယ်စားလို့ရတယ်ပီနတ်တို့ဘာတို့ညာတို့သူတို့ရဲ့ကင်ဒီတွေဘာတွေအဲ့ဒါစားလို့ရတယ်အဲ့ဒီနေရာကိုဒုတိယအချိန်လို့ပြောတယ်အဲ့ဒါပြီးတော့မှနောက်ဆုံးတော့သူတို့ဗာနေရီလင်းဆိုတဲ့မြို့အဲ့ဒီမှာသွားမှာအဲ့ဒီရီလင်းမြို့မှာဒီညအိတ်ကြမယ်ဒီကတော့ထောင်းယူလို့ခေါ်တယ်မြို့ထောင်းယူမနေ့ကတော့ကျွန်တော် pronunciation တွေပေါက်တော့နာမည်ဘယ်လိုခေါ်မှမသိတော့အဲ့ဒါကြည့်တော့ထောင်းယူခေါ်တယ်ထောင်းယူမြို့ဒါကတော့တိုက်ပေးနဲ့ကတ်နေတဲ့မြို့ပေါ့ဒီနေ့သွားတဲ့ hotel မှာ hot spring ရှိတယ်ကွာညဘက်ကျရင် hot spring ဒီည hot spring ဆိုတာသူကရေးတာတော့ private hot spring လို့ရေးထားလိုက်အဲ့တော့ဟိုလည်းကိုခန်းနဲ့ကို hot spring နဲ့ကိုအဲ့ဒါမျိုးလေးဖြစ်ဖို့များတယ်ဒါပေမဲ့တချို့နေရာတွေမှာတော့ public မျိုးရှိတယ်ကွာ hot spring နော်ဒါကတော့သူတို့ပြောတာပေါ့တကယ်တမ်းကျတော့သွားမှဘယ်လိုသွားပြစ်မလဲဆိုတာတော့ကိုရောက်မှစစ်ကြည့်ကြတာပေါ့ငယ်ရွယ်တုန်းကလိုအများကြီးမစားနိုင်ပေမဲ့စားလို့တော်လေးကောင်းပါတယ်就是有些问题出来，否则我们都正常来说都用那么多天的了哈。介绍啊。8နာရီမထိုးခင်လူစုံနာနဲ့စထွက်ပါပြီဗျရှီဖန်အိုးစထရီတ်ဆိုတဲ့နေရာကိုသွားနေတာလို့သိရတယ်ဗျ没有需要我帮你拍怕你自己个人就好了，除非你问他，可以一起拍吗？你们才4个一起拍，要不然都不要。这个没办法，你现在的这越来越先生的法规哈 ，OK。အဲ့ဒီရှီဖင်အိုးစထရီတ်ကတိုင်ပီမြို့ရဲ့အရှိပဲတော်တဲ့တနေရာမှာရှိပါတယ်
အခုစထွက်တဲ့ဒေါင်းယွင်မြို့ကတိုင်ပီမြို့ရဲ့အနောက်ဘက်မှာရှိလို့ 我不要去。 တိုင်ပီမြို့ကိုပတ်ပြီးမြို့ပြည်လမ်းကသွားရတာပါဒီထားမိတာတစ်ခုကကာလအများစုဟာမြေပြင်မှာမဟုတ်ပဲလေထဲမှာမြင့်တက်နေတယ်အဓိကအကြောင်းရင်းကတော့တောတောင်တွေများပြီးမြေပြင်မညီညာတာလည်းပါပါတယ်နောက်တစ်ခုကတော့များပြလာတဲ့ကားတွေလွယ်ကူစွာသွားလာနိုင်အောင်မိုးပြန်တရားတွေဆောက်ရတာဖြစ်ပါတယ်ဟိုအဝေးမှာမြင်တွေ့နေရတဲ့အမြင့်ဆုံးအဆောက်အဦကတော့တိုင်ပီမြို့လေကောင်ကနာမည်ကြီး101 building ပါထိုင်ဝမ်ကမပြန်ခင်အဲ့ဒီ101 building ကိုတော့မရောက်ရအောင်သွားရမယ်你们的တရားတစ်ထပ်101 story အထိမရောက်ရအောင်တက်ရမယ် 旁边是有个机场的，它是照那个松山，我们台湾家。ခုညာဘက်ကတွေ့ရတာကတော့တိုင်ပီမြို့ကလေဝင်းပါစစ်တပ်တုံးနဲ့ပြည်တွင်းလေကြောင်းလိုင်းတွေပဲတုံးပါတယ်101 building ကိုတော့ဒီကနေပို့ပြီးဒီနေ့ရှာရှာတွေ့ရပါတယ်နိုင်ချိုလောက်စီးပြီးတဲ့အချိန်မှာတော့တိုင်ပီမြို့ရဲ့ရှေ့ဘက်ကတောတောင်တွေကြားတွေကိုရောက်လာပါပြီ။တဘာဝကိုအန်တူပြီးဆောက်လုပ်ထားတဲ့လမ်းတွေကိုလည်းအကြာခဏဆိုလို့တွေ့ရပါတယ်။မြင်းကလေးလိုအကြီးစားတဘာဝဘေးတွေစိုက်ကရင်တော့အန္တရာယ်ရှိပါတယ်။တောင်တွေကိုဖောက်ထားတဲ့ဒီလိုလိုင်ကောင်းတွေလည်းမကြာခဏဆိုလို့ဝင်ရတယ်ဗျရှီဖိန် Ancient Street တွားရမယ့်နေရာကိုရောက်ပါပြီဗျ有提味道的十家，那个是那个我那是马蜂嘛？啊，姐弟，哎，姐弟 too big。 Taiwan sausage
စားအောင်မလားတိုင်ဝမ် sausage 说这个，说这个的没听懂，我说没听懂就在我说这个。 တိုင်ဝမ် sausage နဲ့ရင်းနှီးနေတာကတော့ကြာပါပြီတိုင်ဝမ်ပြည်မှာတော့မစားရသေးဘူးပြန်ထွက်ကြမှာပဲဝယ်စားတော့မယ် 台湾sausage, slim sausage. Train coming, train coming. 我比赛轻一点。对吧？ You take my 记住。 say I'll show you Johnny Mamu. OK。 SBJ. 看这里，看我这里，耶！过来，阿特，哎，好。 拜拜，拜拜。ဒီနေရာလေးက24/7ဖွင့်ထားပြီး12ရာဒီစလုံးတစ်စောင်းတိုင်းလာပါလာတဲ့ tourist တွေကလည်းနေ့စဉ်မနေမနှောဆိုတော့တိုင်ဝမ်ကဒီနေရာလေးနဲ့လှုပ်ရှားနေတာပတ်စံတော်ရပါတယ်မိဘုံပြန်လွတ်ပြီးတော့ shopping time မှာဈေးဝယ်ဖို့အချိန်ရောက်ပါပြီဘယ်လောက်၄ခုတော့တောင်း6ခု300ဟမ်6ခု300
Taiwan sausage Taiwan sausage စားနေပါတယ်ထိုင်ဝမ်ပြည်မှာစားရတဲ့ထိုင်ဝမ် sausage ကတော်တော်လေးကောင်းပါတယ် 我这没办法了，要当坏人了。医生，不要再玩，马上去吃饭。 Shifin Asian Street ကနေစားထွက်ပါပြီဗျ နောက်ထပ်တောင်ပေါ်မြို့လေးတစ်ခုဖြစ်တဲ့ Jufin ဆိုတဲ့နေရာကိုသွားနေတာပါ Jufin Old Street ဆိုတဲ့ဈေးတန်းလေးကလည်းနာမည်ကြီးတဲ့နေရာတစ်ခုပါကျွန်တော်တို့ကားကအဲ့ဒီနေရာကိုတစ်ခါတည်းတော့မရောက်ဘူးဗျတောင်တစ်ဆင့်တနေရာမှာကားပြောင်းရပါတယ် private tour bus တွေကိုအဲ့ဒီတောင်ကုန်းပေါ်ထိတက်ခွင့်မပေးပါဘူး public bus နဲ့အဆင့်ပြောင်းစီရပါတယ်။ကြောင်းရင်းကတော့လမ်းတွေချင်းပြီးကြက်တာရဲ့လူတွေများတာရဲ့အပေါ်မှာကာရဖို့နေရမရှိတာရဲ့အကြောင်းဖြစ်မယ်ထင်တာပဲ 我係會喺翻嚟嘅路上，就會去呢一段。我係翻嚟。这都只有在台中的音乐坛而已啊，所以他们就没有。 ။တန်းဆက်ရှောက်ရပါတယ် 他有的是从高雄进出的。 ။ Jufin Old Street ရောက်ပါပြီ ။လူရဲ့ဝယ်နေကြတာလက်ကားပေးတာလားကြားနေတာပဲ Old Street ဒါ Old Street လေဒီလမ်းကျင်းလေးထဲမှာပစ္စည်းတွေကမျိုးစုံအောင်ကိုရောက်နေကြတာပါအဓိကကတော့အစားအသောက်တွေများပါတယ် 哦，对，啊，没有70的，30啊，30 OK，1、2、3、4，来找你900，谢谢你，这个是你的。 လက်ကားရတဲ့မုတ်ဆိုင်ကအမီးတွေစားလာတာဘိုက်ကတော့မစားဘူး Old Main တွေက Old Street မှာ Old Noodle House ဆဲဝင်ပြီး Old Table နဲ့ Old Chair ပေါ်မှာထိုင် Pot Noodle Big Meatball Soup ရှောက်လုံးပေါင်းနဲ့နေ့လည်စာပြီးပါပြီ Old Street ကဘယ်လောက်ရှိတယ်လဲတော့မသိပါဘူးဆက်မရှောင်နိုင်လို့လမ်းတစ်ဝက်တည်းပြန်လဲပါပြီဟေး တောင်ဘောကဆင်းဖို့ဘတ်ကားစောင့်နေကြပါပြီ 还没来，这个小猪猪还没来呀、Jufin Old Street
Patrick ကနေ Yiling County ကိုသွားနေပါပြီ Yiling County ဆိုတာကတော့ထိုင်ဝမ်ရဲ့ဘဲရဂါရင်လို့နာမည်ကြီးပါတယ် 一个ထိုင်ဝမ်ရဲ့ 地方 အိမ်နောက်ဖေးဥယျာဉ်ချမ်းမြေလေးပေါ့ 他的九份呢跟他没关系的九份 Yiling County စင်ချင်းမြို့နယ်က Spring Onion Farm ကိုသွားနေတာပါကျက်တော်မိတ်ခင်းပါရောက်ဖူးသမျှနိုင်ငံတွေထဲမှာကျက်တော်မိတ်အစားဆုံးနိုင်ငံဆိုရင်ထိုင်ဝမ်နိုင်ငံဖြစ်မယ်တင်တာပဲ 走了去玩玩玩了以后回来耶那个斗地 တော်တော်ကြာကြာကားစီးရပါတယ် 特色懂了没ကဲလေတော်လေးဆင်းကြမလို့မဟိုတောင်ကြီးလေတော်လေးဆင်းကြမလို့တဲ့ 反手握，整把握住冲，一手握住塑胶布，然后半蹲，屁股抬高，指打起来就可以了。大家一起做好不好？好，比个大 OK， 大 OK， 请往下，整把握住冲，一手握住塑胶布，半蹲，屁股抬高，指打起来。 ကျက်တုံကင်းလေးကကျက်တုံမိတ်မနုတ်ခင် training ပေးပါသေးတယ်ဗျ 把体验哈，我们准备下庭工作去。 ကျက်တုံကင်းလေးကိုဆင်းမလို့ပါကျက်တုံပင်သွားလို့မလို့ Spring Onion နဲ့ Spring Onion 再过去，再过去一点，再过去一点。来，这边的朋友请过来喽。 အမြစ်ကပအောင်လုပ်ပါကျက်တုံကိုအမြစ်ကပအောင်လုပ်ပါ 明天再来上班的哦。 ကျက်တုံမင်းကိုအမြစ်ကပအောင်လုပ်ပါ 来，唱歌。 အေးပါလာပြီပါလာပြီအမြစ်ပါလာပြီကိုမင်းမမနှုတ်ဘူးလား တော့ ကိုပြီးပါအဲ့ကျတော့မရစီကြီးတယ်ဗျ SIA လေးနဲ့လာပြီးမှဟိုပါ 对哈，你们 very expensive one the one very expensive one you take the flight come here 要完来做的啦。你看，那 roti pranta roti pranta ကျတော့မကိုဒီများထဲအားကိုခုတော့တောက်တယ်များထဲ 来2大汤匙，泡进自己边上的。 ရောကိုယ်တိုင် channel ကခုထားတဲ့ကျတော့မေကြိုက်တဲ့လောက်ထဲပါ Spring Onion pancake လုပ်နေတာပါထိုင်ဝမ်ကလူတွေကတော့ဒါမျိုးတော်တော်စားကြတယ်ဗျဆိုင်နေမှာရောက်တာကတော့ Spring Onion ကိုဒါနဲ့ချိတ်ထားတာနဲ့ရောပါတယ်ဟိုဘာလို့စိတ်တော့ခဲ့အားလုံးပြီးသွားရင်တော့ကိုလုတ်ထားတဲ့ဟာနံပါတ်နဲ့မှတ်ထားပြီးသူတို့ကကြော်ပေးပါလိမ့်မယ်ကိုလုတ်တဲ့ pancake ကိုပြန်စားရပါလိမ့်မယ် 棉被盖好之后，面皮向后推，向前卷。 က
လက်မှတ်မကွနဲ့ကိုတုံးကိုကြော်စားမှာကိုလုထားတဲ့မဟုတ်ပလာတာကူစားနေကြတာပလာတာအပေါ်မှာဗီဒီယိုရိုက်နေ回去种，结果呢？按年。Spring onion ဖန်းကနေထွက်ခွာလာပါပြီညနေစာစားဖို့အချိန်ရောက်ပြီဆိုတော့ညစာစားမယ့်နေရာကိုသွားနေတာပါထိုင်ဝမ်ရဲ့အိမ်နောက်ဖေးချန်တနေရာမှာရှိတဲ့ Old Taiwan Style Dining Room ပါတဲ့ထိုင်ဝမ်ရဲ့အိမ်နောက်ဖေးချန်ဆိုတာကရီလင်းကောင်တီကိုပြောတာပါစိုက်ခင်းတွေပတ်လည်းရှိတဲ့နေရာမှာအေးချမ်းပါပဲဗျOld Style ဆိုတဲ့အတိုင်းရှေးဟောင်းပစ္စည်းတွေစုထားတာလည်းမနည်းပါဘူးချာပေးတဲ့ပကံခွဲရောက်ကစ Old Style မှာပဲဆေးပဲဦးငါးပေါင်းနဲ့လာရရဘုန်းကြီးလူတောင်စီဘုန်းကြီးလူတောင်စီရောတောင်စီရဲ့特别的那个高矮的鸡汤跟自由去有炸过它鸡汤 chicken soup and chicken oil going to make this like carrot cake sorry okay thank you yeah oh yeah okay can yeahညစာလဲစားပြီးပြီဆိုတော့အိတ်ဖို့နေရာပဲကျန်တော့တယ်ရီလင်းကောင်တီစူအောမြို့တနေရာမှာရှိတဲ့ Lake Shore Hotel ပါဒီနေရာလေးက Natural Hot Spring တဘာဝရေဘူးစံတွေနာမည်ကြီးတာပါတိတ်ဆိတ်ပြီးအေးချမ်းတဲ့နေရာလေးပါပဲတိုင်ဝမ်မှာဒုတိယညဟိုတယ်ကိုရောက်ပါပြီ8:40မှာတော့ဟိုတယ်အောက်မှာperformance ရှိရလို့ပြောတယ်အဲ့ဒါလေးရိုက်ပြီးပါဒီညအတွက်ဒီနေ့အတွက်တော့ဒီလောက်ပါပဲနှစ်ဖက်ကျမှဘယ်ဒီဆက်သွားမလဲဆိုတာဆက်ပြီးကြည့်ကြပါမယ်曾经最掏心